8ကောင်ကရှိတယ်စင်တီမီတာရှိရဒီကနေဒီထိက A တဲ့အဲ့ဒီ A က unit ရှိတယ်စင်တီမီတာB ကလည်းစင်တီမီတာဒီကက်ကလည်းငယ်နေတယ်ပေါ့အဲ့တော့နောက်ထပ် new information ပါလဲဆို A is to L equal to lambda is to 1တဲ့အဲ့ဒါ column ဥထားဟို continue ratio ပုံစံလို့ပါလို့သူကနောက်တစ်ခါ A ပြန်ဆက် A is to B ကတဲ့ U is to 1တဲ့အဲ့လိုပြီးရတယ် column နဲ့ဘာလို့လုပ်လဲအဲ့ comparison case time မှာဆက် column ကိုတိုက်တယ်နော်ဆိုတော့ဒါကို A တော့အတင်ထားမယ်နော်မကြည့် A is to B လို့ရေးlambda တော့ lambda ပဲပေါ့တိနေရာမှာဘာထည့်ပါလဲတိနေရာမှာဟုတ်ပါဘူးနော်အဲ့ဒါတိဖြစ်နေတယ်လေအဲ့ဆိုဒီ total net ဖြစ်နေတယ်လေ